ဒီအမှန်လေးပေါ့နော်အရင်ရှိဖို့ကောင်းတယ်ဟုတ်တယ်အမှန်တကယ်ကဟုတ်တယ်ကျွန်တော်ချွေနဲ့ပတ်သက်ပြီးတော့အများကြီးလေ့လာဘူးတယ်လေ့လာတဲ့အခါမှာနော်ဒီအချွေဘူးမှာတရားတော့မပါဘူးဆိုတာကိုအဝန်းစရာဖြစ်တွေ့ခဲ့ရတယ်နော်အဲ့လိုတရားမထည့်တာလဲပေါ့နော်ချွေလုပ်ငန်းရှင်တယောက်နဲ့ကျွန်မနဲ့ယဉ်ကျေးတဲ့အခါမေးတယ်ပေါ့နော်တရားဘာလို့မထည့်တာလဲဆိုတော့တရားထည့်ထားရင်မှုတက်တာအယမ်းမြန်တယ်အဲ့ဒါဆိုတော့မှုတက်တာအယမ်းမြန်တဲ့အခါကျတော့တရားမသုံးမဲနဲ့စေတကြပဲသုံးတယ်အရှင်ရတာအတွက်အရှင်မုံကိုသုံးတယ်အယောင်နှံ့သုံးတယ်ဆိုတော့ကကျတော့အဲ့ဒီချိုရဘူးတွေမှာပေါ့နော်စားလို့ရတဲ့ပစ္စည်းတခုမှမပါနေဘူးပေါ့နော်တကယ်တခုမှပါမနေဘူးအဲ့ဒါဆိုရင်ဘာတွေပါလဲလို့ဆိုရင်ဒီရေကြောင့်ပေါ့နော်အနေမထိုင်အောင်လို့အနေမထိုင်စေတဲ့ဆေးပါမယ်နောက်ပြီးတော့ရေလဲမှုတက်တယ်လေအဲ့ဆိုတော့မှုထိန်ဆေးပေါ့နော်တာရှိကန်ဆေးတွေအဲ့လိုမျိုးတွေပါတယ်ဆိုတော့ကကျတော့ဟဲ့နင်တို့အချိုရဖြစ်ပြီးတော့မှဘာကိစ္စတရားလေးတော့မထည့်တာလဲဆိုတော့တရားပါတဲ့ခါတဲ့မှုပို့ပြီးအတက်မြန်လို့တဲ့ကြောက်ဖို့ကောင်းတယ်နော်အဲနောက်ပြီးတော့ဒါနောက်ပြီးတော့ရှိတဲ့ဂျယ်လီဘူးတွေပေါ့နော်တာရှိကန်စီတော်တော်ပါတယ်ဂျယ်လီဘူးတွေပေါ့ပြောရင်တော့တစ်ဖွဲဖွဲနဲ့ရန်ဖြစ်ရမယ့်ကိစ္စတော့တိတ်တော့မပြောတော့ဘူးတေချာတာတစ်ခုကအချိုရည်ပိုက်ဖောက်ချိုရည်တွေ200 300နဲ့ရောင်းတဲ့ချိုရည်တွေလုံးဝအဆင်မပြေပါဘူးနော်အဲ့ဒါတွေတောက်ပြီးကလေးတဲ့ခရစ်နဲ့ချောင်းဆိုးရွှဲချက်မပြောက်ဘူးဆိုတော့ဒီပိုက်ဖောက်ချိုရည်တွေကိုနောက်တစ်ခုကဘူးတွေမှာလည်း quality လုံးဝမရှိဘူးဘူးတွေမှာလည်း quality လုံးဝမရှိဘူးဒီဘူးတွေကသုံးရတာလုံးဝအဆင်မပြေတဲ့ဘူးတွေပေါ့နော်အဲ့ဒါတွေကိုသုံးထားတယ်ပါဝင်ပစ္စည်းတွေမှာလည်းစားလို့ရတာတခုမှမရှိဘူးဆိုတဲ့အခါကျတော့အဲ့ဒါဆိုရင်ပေါ့နော်ဒီအချိုရည်မှန်ရင်ဘာလဲဘာမှသုံးစားလို့မရဘူးလားဆိုရင်ရိုးရကိုကျွန်မသွားတဲ့ရှင်ကကျွန်မပြောပြမယ်ကျွန်မတက်ချလိုက်မှာ14နှစ်နေခဲ့တာအဲ့ဒီမှာအချိုရည်စစ်တွေရောင်းတယ်ရှေ့မှာအသီးနှံတွေထည့်ထားတာတကြားရည်အနေငယ်ကလွယ်လို့တကြားရည်ကိုတကြားဖြူဆိုသူတို့မသုံးတကြားညိုပဲသုံးတာတကြားရည်အနေငယ်ကလွယ်လို့ဘာမှမသုံးလက်ဆက်တီးရည်တွေရောင်းတာအများကြီးတွေ့ခဲ့တယ်ဒီလားသူကမီးနဲ့မှန်တယ်မီးမှန်တဲ့ခန်းမှာတော့2ရက်3ရက်ပဲထားတယ်ပို့မထားဘူးအရန်စင်ပြေတယ်ပေါ့နော်သူများနိုင်ငံတွေကန်လဲကောင်းပါတယ်ကျွန်တော်နိုင်ငံမှာတော့ live ဖမ်းပေးတဲ့ system မရှိတော့ဘူးနော်ကလေးတွေအတွက်နစ်နာနေဦးမှာပဲပေါ့တိုက်ထုတ်ဖို့လည်းမလွယ်ဘူးလေအများနဲ့လုံနေရပဲနော်ဆိုတဲ့အခါကျတော့တချို့တွေကပြောတယ်အမလေးအဲ့လောက်ကြီးမဟုတ်ပါဘူးငါတို့တရားထည့်ပါပေါ့တကယ်လုံနေတဲ့လုပ်ငန်းရှင်တွေကတရားမထည့်ဘူးမှုရင်းစီအများကြီးထည့်ရလို့တဲ့ဆိုတော့တရားမပိုင်မှုရင်းစီနည်းနည်းပဲထည့်ရတယ်တရားပိုင်မှုရင်းစီအများကြီးထည့်ရတယ်ပေါ့နော်ကြောက်ဖို့ကောင်းပါတယ်မပိုင်ရှင်လေးတွေလည်းအဲ့လိုပဲအများကြီးတစ်ဖြည်းဖြည်းနဲ့တိသွားပြီးတော့ဈေးကွက်မှာပျောက်သွားရင်တော့တစ်မျိုးတော့ကောင်းပါတယ်လက်ဆက်တဲ့အသီးနှံတို့ဖြော်ရောင်းစီကျင်တာပေါ့နော်